မင်္ဂလာပါဒီနေ့မြောက်မဲ့သင်ခန်းစာလေးကတော့ three phase motor turbo correction ပြုလုပ်မှာဖြစ်ပါတယ်ကျွန်တော် turbo correction မှာကျွန်တော် three phase motor ဖြစ်တဲ့အတွက် three phase မှာ knob နဲ့ဆုံးဖြစ်ပါတယ် knob မှာ ABC knob ဒီမှာဆို ABC knob ကျွန်တော်ဒီမှာဆိုညတိုင်းရှင်းမပြလို့ဆက်မပြဖြစ်ပါတယ်ကျွန်တော်ဒီ motor တွေမှာဒီမှာဆိုရင် knob ရဲ့ A အုပ်စုရဲ့အစာအဆုံးဒီမှာဆိုရင် B phase ရဲ့အစာအဆုံးပြီးရင်ကျွန်တော် C phase ရဲ့အစာအဆုံးပြီးရင်ကျွန်တော်ဒီမှာဆို soft ရဲ့ A ရဲ့အစာအဆုံးဒီမှာလည်းအစာအဆုံးနဲ့ကောက်မှဖြစ်ပါတယ်စကောက်တဲ့အခါကျွန်တော်ဒီမှာရှိတဲ့အစာ3စာကိုကျွန်တော်ဒီဘက်ကိုထုတ်လိုက်ပါပြီအလုံးရှင်းပါနော်ထုတ်လိုက်ပါပြီဒီမှာရှိတဲ့ကျွန်တော်သွားမှာဒီ A အုပ်စုကိုသွားမှာဖြစ်ပါတယ် A အုပ်စုသွားတဲ့အခါမှာ A ရဲ့အဆုံးနဲ့ဒါက A ရဲ့အဆုံးနဲ့ဒီကအဆုံးနဲ့ပေါင်းလိုက်ပါပြီဒီကိုခေါ်လိုက်ပါပြီကျွန်တော်အဲ့အစာနှစ်စာကိုကျွန်တော်ဒီ U1 နဲ့ဒီလိုပေးခဲ့ပါပြီကျွန်တော်ဒီ B phase ကိုမကောက်သေးပါဘူး C phase ကိုကောက်ပဲ C phase ကောက်တဲ့အခါမှာကျွန်တော်ဒီဒါကိုကျွန်တော်ဒီ W1 ကောက်တဲ့အခါမှာကျွန်တော်ဒီကောက်လိုက်ပါပြီပြီးရင်ကျွန်တော်ဒီရဲ့ညတိုင်းရှင်းနေတော့မှာဖြစ်ပါတယ်ဒီဘက်ကအဆုံးနဲ့ဒီဘက်ကအဆုံးနဲ့ပေါင်းတဲ့အခါမှာကျွန်တော်ဒီဒါ C phase ကိုကျွန်တော်ဒီ W2 ကောက်တဲ့အခါမှာကျွန်တော်ဒီ B phase ကိုကောက်တဲ့အခါမှာထူးခြားချက်ဒီကျွန်တော်ဒီပုံမှန်နဲ့ကောက်လို့ရပါတယ် B phase ကိုလည်းဒီလိုကောက်လိုက်ပါတယ် B phase ကိုဒီလိုကောက်လိုက်တယ်ပုံမှန်နဲ့ကောက်လိုက်တယ်ဒီကောင်ကအထွက်ပုံမှန်တိုင်းဆိုရင်ဒီကောင်ကအဝင်ဒီကောင်ကအထွက်အဲ့လိုနာမည်ပေးတဲ့အခါမှာကျွန်တော်ဒီ U1 နဲ့ W1 ကြားမှာ V2 ရှိရမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာမှာကျွန်တော်ဒီရစားတဲ့အခါမှာဒီကောင်ကိုကျွန်တော်ဒီအစာပေးလိုက်ရမှာဖြစ်ပါတယ်နောက်ဆုံးအနေပြန်ကောက်လိုက်ခြင်းဖြစ်ပါတယ်ဒါကိုကျွန်တော်ဒီ V1 ပေးပြီးတော့ဒါကိုကျွန်တော်ဒီ V2 ပေးလိုက်ခြင်းဖြစ်ပါတယ်ဒါဒီအဆုံးသတ်ဖြစ်ပါတယ်အားလုံးကျွန်တော်ဒီဆိုလိုချင်တာကဒီဟာဒီ U1 နဲ့ W1 ကြားမှာ V2 ရှိရမယ်ဒါကိုဆိုရင်ကျွန်တော်ဒီအစာ3စာကိုကြည့်တဲ့အခါမှာ U1 W1 V1 ဒီမှာကြည့်မှဆိုရင်1 2 3စာထုတ်ခဲ့တယ်ဒီမှာဆိုရင်1 2 3မှန်ပါတယ်အဲ့လိုကြည့်တဲ့အခါမှာကျွန်တော်ဒီ connection ကြည့်တဲ့အခါမှာ motor မှာဆိုရင်ကျွန်တော်ဒီကောက်တဲ့အခါမှာကျွန်တော်ဒီပုံစံဖြစ်နေမှာမှန်မှာဖြစ်ပါတယ်ဒီလိုဖြစ်နေမှသာကျွန်တော်ဒီ motor ဒီတစ်ဖိနဲ့တစ်ဖိဒီ3ဖိမှာတစ်ဖိနဲ့တစ်ဖိဒီ120ဒီချားတဲ့အတွက်ကျွန်တော်ဒီဒါဒီ120ချားတယ်အစာ3စာလည်း120ချားမယ်အဆုံး3စာလည်း120ချားမယ်အလုံးရှင်းပါတယ်အဲ့လိုထွက်တဲ့အခါမှာကျွန်တော်ဒီချိုးဆက်တော့ထွက်လာပြီကျွန်တော်ဒီဟာကိုကျွန်တော်ဒီ star ပဲပေါင်းပေါင်း data ပဲပေါင်းပေါင်းဖြစ်ပါတယ်ကျွန်တော်ဒီလိုထွက်လာတဲ့အစာ3 6စာကိုကျွန်တော် connection ပေါင်းတာဖြစ်ပါတယ်နောက်မှာဆို star connection နဲ့ဆက်ပြမှာဖြစ်ပါတယ်star ဒီမှာကျွန်တော်တို့မှာရှိတဲ့ U1 U2 V1 V2 W1 W2 star connection မှာမှတ်ထားပေးပါနည်းရှိပါတယ်အစာ3စာပေါင်းပေါင်းအဆုံး3စာပေါင်းပေါင်း star ဖြစ်ပါတယ်အားလုံးရှင်းပါနော် star connection မှာအစာ3စာပေါင်းပေါင်းအဆုံး3စာပေါင်းပေါင်း star connection ဖြစ်ပါတယ် star connection ဖြစ်တဲ့အခါဒီလိုမှဖြစ်ပါတယ် U1 U2 V1 V2 W1 W2 ဒါဒီ star connection ဖြစ်ပါတယ်အားလုံးရှင်းပါဒါတော့ဒီ motor တစ်လုံးမောင်းတော့မယ်ဆိုဒါဒီ star connection ဖြစ်ပါတယ်ဒါမှမဟုတ်ဘူးတော့ဒီဆက်လို့ရပါတယ်အစာ3စာပေါင်းလို့ရပါတယ်အားလုံးရှင်းပါတော့ဒီနေရာမှာအစာ3စာပြန်ပေါင်းလို့ရပါတယ်ဒီနေရာမှာ U2 U1 V2 V1 W1 W ဒီနောက် W1 W2 ဒါလည်းပေါင်းခြင်းဖြစ်ပါတယ်ဒိနီနဲ့ပေါင်းမှန်ပါတယ် star connection မှာအစာ3စာပေါင်းပေါင်းအဆုံး3စာပေါင်းပေါင်း star ဖြစ်ပါတယ်ခုဒီ star ကိုနားလည်ပြီဆိုရင် data ကိုပေါင်းမှဖြစ်ပါတယ်data ကိုကျွန်တော်ဒီကမယ်နော် data connection မှာစနစ် data connection မှာလည်းစနစ်နည်းရှိပါတယ် U1 U2 V1 V2 W1 W2 စနစ်ပထမစနစ်ကျွန်တော်ပြောမယ်ပထမကွာရဲ့အစနဲ့ဒုတိယကွာရဲ့အဆုံးဒုတိယကွာရဲ့အစနဲ့တတိယကွာရဲ့အဆုံးပြီးရင်တတိယကွာရဲ့အစနဲ့ပထမကွာရဲ့အဆုံးအဲ့လို connection ထုတ်တဲ့အခါမှာကျွန်တော်ဒီလိုပြောတော့ U1 V2 ပြီးရင် V1 W2 ပြီးရင် W1 U2 ဖြစ်ပါတယ်ဒါဒီ 3D ဖြစ်ပါတယ်ဒါဒီအစာ
ဒီကျွန်တော် data connection မှာပထမစနစ်မှာအစအဆုံးစနစ်ဖြစ်ပါတယ်ကျွန်တော်တနည်းကိုရှင်းပြမှာဖြစ်ပါတယ်အားလုံးရှင်းပါနော်ဒါဒီ data connection ဖြစ်ပါတယ် data connection မှာကတော့ကျွန်တော်ဒီ power တွေဖြစ်ပါတယ်အားလုံးရှင်းပါနော် data connection မှာဒါဒီကျွန်တော်ဒီ line 1 line 2 line 3ကို power ပေးပြီးပြောဖြစ်ပါတယ်နောက်ဒီဆက်ပြမှာဖြစ်ပါတယ် data မှာခုစနစ်ဒီပထမကွာရဲ့အစနဲ့ဒုတိယကွာရဲ့စနစ်ဖြစ်ပါတယ်အစအဆုံးစနစ်ဖြစ်ပါတယ်ဒီနောက်တဲ့ငါးစာမှာကျရင်အဆုံးအစစနစ်ဖြစ်ပါတယ်U1 U2 V1 V2 W1 W2 နောက်ဒီစနစ်ဒီကျွန်တော်တို့အများဆုံးအသုံးများတဲ့စနစ်ဖြစ်ပါတယ်ဒုတိယကွာပထမကွာရဲ့အဆုံးနဲ့ဒုတိယကွာရဲ့အစဒုတိယကွာရဲ့အဆုံးနဲ့တတိယကွာရဲ့အစတတိယကွာရဲ့အဆုံးနဲ့ပထမကွာရဲ့အစဒါစနစ်ကြီးကျလို့ဆက်လို့ရပါတယ်ပြီးကျွန်တော်ပေါင်းတဲ့အခါမှာ U2 V1 V2 W1 W1 sorry W2 U1 W2 U1 ဖြစ်ပါတယ်ဒါဒီ data connection မှာပထမစနစ်မှာအစပထမကွာရဲ့အစနဲ့ဒုတိယကွာရဲ့စနစ်အစအဆုံးစနစ်ဒီနောက်နည်းကတော့အဆုံးအစပထမကွာရဲ့အဆုံးနဲ့ဒုတိယကွာရဲ့အစအဆုံးစနစ်နဲ့အဆုံးအစစနစ်ဗေဒီလက်ဆက်ဆက်မှန်ပါတယ်အသုံးများကတော့ဒီစနစ်ဒီအသုံးများခြင်းဖြစ်ပါတယ်စတား connection တုန်းကတော့ပထမအစာ3စာပေါင်းပေါင်းအဆုံး3စာပေါင်းပေါင်းစကားဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီ3 phase motor တွေ connection ကောက်လို့တိုးချောက်ထွက်လာပြီဆိုရင်ကျွန်တော်ဒီ data connection ပဲပေါင်းပေါင်း star connection ပဲပေါင်းပေါင်းဒါတော့နားလည်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ